ဝါဆိုင်ကဘယ်လိုလဲညောင်းငါးစားဆရာမသမီးပိုင်းတဲ့ကြားတယ်တဲပွဲမှာလို့လဲအိုးတဲ့အာအဲ့လိုကြဘယ်လိုပါလဲမင်္ဂလာပါမင်္ဂလာပါတောသားလေးအဲ့ညိုမှာဘယ်လဲချောင်းပါဘူးဟုတ်ချောင်းလေးမကြီးတိမရပါလေးလေဒီဆိုင်ရမှာရှိတယ်ကြားတယ်လမ်းမသိခွင့်နောက်လိုက်အထိုးခိုင်ရမှာလို့မလဲကျော်လေ ဆနာဘာသိလဲစင်ရနာဘာကြားခဲ့လဲဖနက်နေကြတယ်ဘယ်လိုမြင်လဲဟမ်ရွှီမမြင်တဲ့မျိုးလို့ဆိုတာလဲတဲ့တဲ့ထုံးအများကြီးရောလဲဝင်လာပါတော့မလဲဘာလို့စားလို့လဲကိုရီးယားမင်းသားဒီလာဘယ်လိုပါမလဲ